တောင်တန်းများနဲ့လေကွင်းစိမ့်လန်းတဲ့နေရာမှာကျွဲမဟာဟာငင်းညမ်းစွာနေထိုင်နေတယ်။အင်အားကြီးတော့လဲစိတ်ကနူးညံ့တယ်မဟာကမျက်စားပြီးတိတ်ဆိတ်စွာလှည့်လည်နေတယ်။အပြင်လောကအေးချမ်းတယ်လို့သူ့စိတ်လည်းအေးချမ်းနေတယ်။တနေ့မှလူမိုက်တစ်ယောက်ရောက်လာတယ်။သူ့ရဲ့မျက်နှာမှာဒေါသနဲ့မကျေနပ်မှုတွေပြည့်နေတယ်။ Why won't you move? Get လူမိုက်ကမဟာကိုကြောက်နေဖြစ်တယ်။ဒါပေမဲ့မဟာကတုတ်ပြန်ခြင်းမရှိဘဲတည်ငြိမ်နေတယ်။လူမိုက်ကတုံးနဲ့ရိုက်ပြီးဆဲဆူနေတယ်။သို့တော့မဟာရဲ့မျက်လုံးတွေကမေတ္တာနဲ့ပဲပြည့်နေတယ်။အင်အားကြီးတဲ့မဟာဟာပြန်တိုက်ခိုက်နိုင်တယ်။ဒါပေမဲ့သူကတီးခန့်ခြင်းကိုရွေးချယ်တယ်။အဲ့ဒီအချိန်မှာပညာရှိတစ်ယောက်ပေါ်လာပြီးအဖြစ်အပျက်ကိုကြည့်နေတယ်။သူ့မျက်နှာမှာဉာဏ်ပညာနဲ့ငြိမ်းချမ်းမှုတွေပေါ်လွင်နေတယ်။ပညာရှိကမေးတယ်။မင်းမှာအင်အားရှိတဲ့အတွက်ပြန်တိုက်ခိုက်နိုင်တယ်မဟုတ်လား။မဟာကတိတ်ဆိတ်စွာဖြေတဲ့အင်အားရှိတာနဲ့မတုံးတာဟာပိုကြီးမြတ်တယ်။တီးခန့်ခြင်းကအမြင့်ဆုံးအောင်မြင်မှုပါ။ Why won't you လူ move? မိုက်ကအရှက်တရားနဲ့ခေါင်းငုံလိုက်တယ်။နောက်ဆုံးမှာမဟာကငြိမ်းချမ်းစွာလမ်းလျှောက်ထွက်သွားတယ်။နေဝင်လင်းရောင်အောက်မှာအေးချမ်းမှုသာကြံ့ရစ်ခဲ့တယ်။အမျက်ကိုမတုံ့ပြန်ခြင်းဟာအားနည်းမှုမဟုတ်ဘူး။အဲ့ဒါဟာတကယ်အင်အားကြီးမှုပါ။ story လေးကမိတ်ဆွေတို့အတွက်တစ်ခုခုရမှာပါဘလို့ကာတွန်းတီးကြိုက်လဲ comment မှာရေးထားခဲ့ပါအောင်ကျွန်တော်ကတော့ကာတွန်းတင်ဆက်သူစန်းဝင်းထွန်းပါပရိသတ်များစိတ်ချမ်းသာပျော်ရွှင်ကြပါစေ။